ရဲ့စတွေခွက်ထဲမှာပျော်ပျော်ကြီးမျိုးနေလိုက်ပါမိမတာချင်းကိုချင်းစာတဲ့အနေနဲ့လို့ယောက်ျားလေးတွေကလည်းသူတို့စိတ်ကုံရင်းနဲ့တခြားလူကိုတူအစ်စ်တွေရှာတတ်တယ်ပေါ့နော်တကယ်လို့စိတ်ကုံနေဆိုယောက်ျားဆန်ဆန်တတိရှိရှိပြောလိုက်ပါလားငါနင့်ကိုစိတ်ကုံနေပြီအကောင့်အစိုးတွင်တွဲနေတဲ့လောကကြီးမှာအကောင့်ထဲမှာအစိုးရှိတယ်လို့အစိုးထဲမှာလည်းအကောင့်ရှိတယ်ဆိုတဲ့အစကားအတိုင်းပဲပေါ့နော်အခုတော့ပွဲဖြစ်သွားတဲ့အရာပေါ့နော်မှလည်းပွဲကြိုက်ခင်ပါဒီမင်းသမီးကတလို့မျိုးဖွင့်ချလိုက်တဲ့အချိန်မှာဆရာဝန်မအတော်လုံးဝမကောင်းဘူးမိမတာချင်းကိုချင်းစာတဲ့အနေနဲ့တော့လုံးဝမပြောတင်ပေါ့နော်ဆရာဝန်မကိုတူငဲ့ညာလိုက်ရင်သူများရဲ့စတွေခတ်ထဲမှာသူမျောနေရမှာပြီးတဲ့ဟာလည်းပြီးနေပါပြီမပြောပါနဲ့တော့လို့ပြောလိုက်မယ်ဆိုရင်ယောက်ျားတွေပြုတ်တမကိုမိန်းမတွေနူးရမယ်ဆိုတဲ့ site ကိုကြီးထည့်လိုက်တယ်လို့မျိုးဖြစ်မနေဘူးလားသူများမင်္ဂလာယူနေပြီမင်္ဂလာပွဲမှာတော့မပြောတင်ဘူးဆိုပေမဲ့3နှစ်ကျော်တွဲလာတဲ့ကောင်မလေးကိုလမ်းခွဲတာမကြသေးဘူးတလူမျိုးပွဲကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလာလှုပ်တယ်ဆိုတော့တီးကြီးစားဟောင်းကိုသူနည်းနည်းလေးမှမဆန်လာတော့ဘူးလားနင်းဘလို့ခန်းစားကွာငါတော့လှုပ်ဆက်ရှက်လှုပ်မှာပဲဆိုပြီးတော့လွတ်ထားရမှာလားဒီမင်္ဂလာပွဲထဲမှာတော့မပြောတင်ဘူးဆိုတာတော့မှန်တယ်ဒါပေမဲ့မင်္ဂလာပွဲထဲမှာမပြောတင်ဘူးဆိုသူကလည်းအကြမ်းမြင်ရနေတာလည်းမဟုတ်ကွာနီးစားကနေနဲ့ပြက်တာမကြသေးဘူးတခြားကောင်မလေးကိုလက်ထပ်တော့မယ်သူလိုမျိုးကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားကြီးကိုလှုပ်တော့မယ်ဆိုပြီးတော့သူလည်းအကြမ်းမြင်ရနေတာလည်းမဟုတ်ဘူးမင်္ဂလာပွဲမစခင်တော့ပြောရအောင်လေမင်္ဂလာပွဲပြီးမှတော့ပြောရမှာလားမင်္ဂလာပွဲပြီးမှပြောရင်လည်းပြောအောင်မှာမင်္ဂလာပွဲကပြီးနေပြီနေရာမပြီးနိုင်သေးဘူးဆိုပြီးတော့ဖြစ်အောင်မှာကွာဘယ်အရာမှလည်းမကောင်းတကယ်လို့မပြောဘူးဆိုရင်လေအဲ့ဒီ writer ကြတော့ဟာနေမှာပဲငါတိပါတယ် तू မလုတ်ရက်ဘူးဆိုတာငါတိတာပေါ့ငါတို့တွဲနေတဲ့အချိန်မှာဆိုရင်လေ तू ဒီတိုင်းပဲငါပေါ်တင်ရှုပ်တာကို तू အမြဲတမ်းငါ့ကိုခွန့်လွတ်တယ်အခုဆိုရင်လေ तू ဘာမှလုတ်မှာမဟုတ်ဘူးဆိုငါတိတယ်လေငါလုတ်ချင်လို့ငါလုတ်လို့ရတယ်ဆိုတဲ့ပုံစံဖြစ်မတွားဘူးလားဒီ writer တာမစခဲ့ဘူးဆိုဒီလိုမျိုးပြဿနာလည်းဖြစ်เสียအကြောင်းမရှိဘူးကြည်ရတလားတော့ तू ကဒီမင်းသမီးကို तू စိတ်ကုန်နေတာကြာနေလဲဖြစ်မှာပေါ့နော် तू တကယ်ရှုပ်ပွေတာလဲဖြစ်မယ်ဒါမှမဟုတ်လဲ तू ဒီမင်းသမီးကို तू အဆက်ဖြတ်ချင်လို့ तू ကိုယ်တိုင်ကငါနဲ့ကိုစိတ်ကုန်ပြီလို့မပြောဘဲနဲ့ဒီမင်းသမီးကသူ့တဘောနဲ့ तू ထွက်သွားအောင်အမျိုးမျိုးညင်းပန်းနေတာလားတော့မပြောတတ်ပေါ့နော်ကောင်မလေးတွေအများကြီးရှုပ်ပွေတယ် तू နဲ့တွဲတဲ့အချိန်တော့ဆိုရင်လဲရှုပ်ပွေရပြီးတော့ဒီမင်းသမီးကလည်းသူ့ကိုအဆက်ဖြတ်လိုက်တယ်သူ့ကိုထားလိုက်တယ်ဆိုတဲ့ပုံစံမျိုး तू ကလှုပ်လိုက်တာပေါ့နော်ဒါမှမဟုတ် तू အားနာနေရလား तू ကငါနဲ့ကိုစိတ်ကုန်ပြီးပြောရမှာကို तू ကအားနာနေရလားအားနာနေတယ်ဆိုဘာနဲ့ तू လဲဆိုတော့လှလှပပပြင်ထားတဲ့လူတယောက်ကကွာမျက်နှာမှာနှက်ချီဖိုက်ကတ်နေတယ်အဲ့ဒါကိုကအားနာလို့ तू ရှက်ရတော့မှာဆိုလို့ဆိုပြီးတော့ကိုကမပြောဘဲနဲ့ကိုနေလိုက်တယ်ကွာဒါပေမဲ့ तू ကအဲ့ဒီမျက်နှာနဲ့တမျိုးလုံးနှံသွားတယ်အိမ်ရောက်မှတီးရတယ်ဆိုတဲ့အဖြစ်မျိုးဖြစ်နေမှာပေါ့နော်တချို့ကပြောပါပေါ့နော်ယောက်ျားလေးတွေကလည်းသူတို့စိတ်ကုံရင်းနဲ့တခြားလူကိုအစ်စ်တွေရှာတတ်တယ်ပေါ့နော်တကယ်လို့စိတ်ကုံနေတတိရှိရှိပြောလိုက်ပါလားငါနင့်ကိုစိတ်ကုံနေပြီပြောလိုက်ပါလားကွာ3နှစ်ကြော်ကြာတွဲဖြစ်เสียအကြောင်းလည်းမရှိဘူးအချိန်တိုတွင်းသူတို့ကပြတ်သွားမှာပဲကွာအခုဟာကစိတ်ကုံတာကိုစိတ်ကုံတယ်လို့မပြောဘဲနဲ့ဒီတိုင်းတွဲလာကွာအချိန်တစ်ခုရောက်လာတော့မှမိန်းကလေးဖက်ကတီးမခံနိုင်တော့ဘူးဆိုပြီးတော့ထွက်သွားတော့မှပဲသူတို့ကကွဲသွားတယ်ဆိုတော့မိန်းကလေးအတွက်လည်းပြောစရာဖြစ်တယ်ကွာအချိန်3နှစ်ကြာတွဲခဲ့တဲ့ကောင်လေးတယောက်ကသူနဲ့ပြက်သွားတာမကြသေးဘူးပွဲကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလာလုပ်တယ်ပွဲတွေကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလုပ်တာကတော့အပြစ်ပြောစရာတော့မရှိဘူးပေါ့နော်ဘာလို့ဆိုသူတို့ကချမ်းသာလို့သူတို့လုပ်နိုင်တယ်ကွာပြီးတော့အမှုပညာအတိုင်းဝိုင်းကဖြစ်တဲ့အတွက်သူကတလိုမျိုးပွဲတွေတလိုမျိုးရုပ်ရှင်တွေလာလုပ်တယ်ဆိုတာအရင်တော့ကြည့်လို့ကောင်းတယ်ဒါပေမဲ့အရင်နဲ့မြန်ဆန်လို့နေကွာတက်သွားတဲ့ခါကြတော့မှချက်ချင်းလက်ငင်းတခြားကမလေးကိုအရင်နဲ့ချစ်ပြအရင်နဲ့တန်ဖိုးထားပြတယ်ဒီတိုင်းငြိမ်ခံနေရအောင်လေဘလောက်တောင်မှခံပြင်းလိုက်လေသူလိုမျိုးပွဲလုပ်ဖို့မပြောနဲ့ကွာကိုတွေတောင်မှကိုထက်တခြားလူကိုနည်းနည်းလေးအရေးပေးရင်တောင်မှကိုတော်မှအရင်နဲ့ခံစားနေရပြီကွာအရင်နဲ့ပောက်ပွဲနေပြီတောသားထွက်နေပြီအခုဟာကကိုနဲ့ပြက်သွားတာမကြဘူးတခြားတယောက်ကိုအရင်နဲ့တန်ဖိုးထားပြပြီးတော့အရင်နဲ့ကိုချစ်ပြနေတဲ့အခါမှာဘလောက်ခံစားရလဲမိမတာချင်းကိုချင်းစာတင်တာပေါ့အဲ့ဆိုလူတာချင်းတော့စာနာဆရာမလို့တော့ဘူးပေါ့နော်သူဖို့မပြောဘူးဆိုရင်ဒီအမျိုးသားရဲ့လောက်ရက်ကိုအားပေးအားမြောက်ရတော့ဖြစ်သွားတာပေါ့နော်ခွန်းလွတ်လိုက်ပါပြီးတဲ့ဟာလည်းပြီးနေပြီသူများမင်္ဂလာယူနေပြီဝမပါနဲ့တော့ဝမရှုံနဲ့တော့မှန်ပါတယ်ဒီဟာတော့မေဝမရှုပ်တင်ဘူးဝမပါတင်ဘူးဆရာဝမအတွက်မကောင်းဘူးဆိုတာတော့မှန်တယ်ဒါပေမဲ့သူကဖို့မပြောဘူးဆိုရင်ယောက်ျားလေးပဲသူကြိုက်တဲ့သူရွေးမှာပေါ့သူယူချင်ယူမယ်သူမယူချင်မယူဘူးဒါသူ့ရဲ့သဘောဆန္ဒပဲသူပွဲလုပ်ချင်လုပ်မယ်မလုပ်ချင်မလုပ်ဘူးဒါယောက်ျားလေးရဲ့သဘောတဘာဝပဲကိုကလက်ခံတင်တာပေါ့မိန်းကလေးပဲအလျှော့ပေးလိုက်ပေါ့ဆိုတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်မိန်းကလေးလည်းလူပဲကွာဒီလောက်ရက်ကြီးကိုရှုံချရရောက်တဲ့အတွက်ကျမတို့သဘောကျတယ်ပေါ့နော်ကျမတို့ရဲ့ယဉ်ကျေးမှုလို့ပြောရမလားကျမတို့ရဲ့ရှေးရိုးစင်လာရှေးထုံးစင်လာအရာဖြစ်နေလားမသိမိန်းကလေးဆိုရင်ကိုချင်းစာရမယ်တနာကျင်နာရမယ်ခွန်းလွတ်တက်ရမယ်ဆိုတဲ့ဟာကြီးကိုရိုက်တွန်းထားတယ်ကွာတခုခုဆိုမိန်းကလေးဆိုခွန်းလွတ်အော်ယောက်ျားလေးပဲလောက်မှာပေါ့မိန်းကလေးဆိုတာကတနာတက်တယ်ကျင်နာတက်တယ်ကိုချင်းစာတက်တယ်ခွန်းလွတ်တက်တယ်ဆိုတာကတလိုမျိုးလှုပ်ချင်ရလှုပ်ဖို့မဟုတ်ဘူးဆိုဒါတော့တိထားဖို့လိုတယ်လေ
လေးစားမှုတော့ထားတင်တာပေါ့နော်မိန်းကလေးမှမဟုတ်ဘူးယောက်ျားလေးကိုဒါတလူမျိုးလုပ်ရင်လည်းယောက်ျားလေးတွေလည်းကြိုက်မှာမဟုတ်ဥပမာပေါ့နော်အတူတူတွဲလာတယ်ကွာအကြိုက်တွဲလာတယ်လက်ထက်မယ်ကွာလက်ထက်ချင်တယ်လို့ပြောတာကိုလက်မထက်ချင်သေးဘူးအိမ်ထောင်မပြုတ်ချင်သေးဘူးဆိုပြီးကောင်မကမူနေပြီးတော့သူနဲ့ကွဲသွားတာမကြသေးချက်ချင်းလက်ငင်းကွာတခြားယောက်ျားနဲ့အိမ်ထောင်ပြုတ်သွားရဆိုဘယ်လိုခံစားမလဲကိုလည်းကြိုက်မှာမဟုတ်ဘူးကိုလည်းတော်တာထွက်မှာပါပဲပြစ်တီးကတခါလေကြလေခြေတဲ့ဟာလည်းရှိတယ်နော်မိန်းကလေးတွေကတနာတက်တယ်ကျင်နာတက်တယ်ခွလွတ်တက်တယ်ဆိုတာကစော်ကားဖို့မဟုတ်ဘူးလေလေးစားမှုတော့ရှိအောင်မပေါ့အခုကကွဲထားတာလည်းမကြသေးဘူးကွာမကြသေးတဲ့အချိန်မှာဘယ်လိုမျိုးကောက်ကငင်ကမင်္ဂလာပွဲကြီးကြီးကျယ်ကျယ်လာလုပ်တယ်ဆိုတော့ तू ဖက်ကဘယ်လိုခံစားမလဲပတ်ဝန်းကျင်ကသူ့ကိုဘယ်လိုရှုံချကြမလဲဆိုတာကိုနည်းနည်းပါးပါးတော့ထည့်စဉ်းစားတင်တာပေါ့နော်ဒီနေရာမှာအကောင့်လည်းရှိတယ်လို့အဆိုးလည်းရှိတယ်ဆိုတဲ့အတိုင်းပါပဲနောက်ရမှထပ်တွေးကြမယ်နော်